ပေါ်လဲရောင်လဲရောင်ဒီမှာတွေ့တယ်ငါတွေ့တယ်ဒီကောင်ကီးကက်ကယူမယ်ကီးကက်ယူရင်တဲ့အိမ်လုံးရှောက်တော့လေကီးကက်ရပြီးရောဘူလိုက်တာမပြီးရော oh fuck holy fuck ဟိုကောင်ကတွေ့ပါပြီရောက်ပြီအားကမှကီးကက်ပါတဲ့နဲ့ဘာလို့ဖွင့်မရလဲ shit ကီးကက်ကင်တာပါရ easy သူညံ့တက်တော့ဟဲ့ဦး holy shit ငါ့ကိုရိုက်တယ်ပြေးရအေး ငါတော့မှာ what the fuck ကြောင်ကူးနေပါ ဘယ်နှမောင်မင်းချော်ရဲ့ဟုတ်ကဲ့မင်္ဂလာပါခါလေးပါဒီနေ့ကတော့ကျွန်တော်တို့ဘိုင်လဲပြက်နေတာဆိုတော့ကျွန်တော်တို့ robot လေးကနေကျွန်တော်ခိုးကိန်းလေးတစ်ကိန်းဆော့လိုက်ကြတယ်ကဲကျွန်တော်တယောက်တည်းခိုးလို့ရှိရင်ပစ္စည်းကြာနေမှာဆိုတော့နှစ်ယောက်ခိုးမယ်ဗျာကျွန်တော် brother ကိုခေါ်ရတယ်ဘာမှမလဲ bro ဒီမှာငါခုံပြရတယ်ဒီဘက်လားဘယ်သွားလဲဟုတ်ရဲ့အဲ့ဒါလူကငါတို့ကတ်တက်ချက်လို့ရဒီဘက်လားတောင်းဆုံးလားတန်မိုးကြီးရတွေ့အကုန်မကွာလားအေးအိမ်ကိုသွားမယ် okay let's go အိမ်ကနှစ်အိမ်ရှိတာကွာโอ้ legendary တဲ့ဟို idea တစ်ခုထည့်ရတယ်ဘလို့ပတ်စံမြန်စားဟုတ်လေအေးဟောမီဝိုင်းဟာတွေ့ဝိုင်းတော့အေးဟောတော့လိုက်ဖန်မင်းတွေ့ပါလို့ဗောကွာအေးပါကွာဘယ်ရငါ professional တခိုးပဲဆိုတော့အဲ့လိုရှိရ okay oh fuck Don't get caught. Guard sees you. Run. run မောင်ကတော့ဘာလို့လဲတော့ခေါက်ထက်တော့ခိုးမှာမင်းငါမကျင်နေဘူးကောကျဲနေဝဲရောငါစီဆုံးသွားမှရမယ်โอเค还是呀那我去的ဘာလေးလဲမသိစကတ်ဟောရ ဟောတော့တော့ပဲရှင်လာတယ်ဟာမိရွားပြန်ပြီလားဟာ
draw ကရှိရင်ငါတို့အကုန်ဝင်လို့ရလော မဟုတ် ပြီခုနကဟိုမှာမီးကန်တက်တာတွေ့ခဲ့တယ်မီးကန်တက်တာတော့မဟုတ်ဘူးတွေ့ခဲ့တယ်ထိုင်နေတော့ဝိသငါမတွေ့တော့โอเคအထိုင်မလိုက်ခါနေခြေရောနေကျန်နေရတော့ထိုင်မမီးဝကြောင်လုံးပစ္စည်းကုန်မမီးဝကြောင်တုံးပစ္စည်းကုန်မကိုစီးနေပေးရတယ်မပြီးခုနမင်းခိုးဆန်တော့အပြေတော့မရလိုက်ဘူးနောက်ကရအဲ့လိုဖြစ်လို့ရှိရင်ကားစီပြန်ပြေးတာနော်ဟောဘလောက်ရပတ်စံဘလောက်ရအိုး21 ကိုပဲရ replay ကိုနေတယ်ပေါ် replay ကိုပဲနေတယ်တက်ဆော့ကြပစ္စည်းတွေကတော့မဝယ်သေးပါဘူးငါတို့ professional တခိုးတွေဆိုတော့ဒီကတော့ငါတို့အကုန်ခိုးမယ်ပေါ့နော်တရားခိုင်လုံးပြအောင်ခိုးမယ်ဟုတ် let's go ပြေး ဖုန်းကပြီးလို့မရဘူးအဲ့ဒါကြောင့်တိုက်စားတာဒီတခါကြီးငါဖွင့်လို့မရဘူးမင်းမဖွင့်လို့ရတယ်ဖွင့်ခက်လိုက်တော့ကွာနောက်ပြီးတော့ဝင်နေပြီနောက်ပြီးတော့ဝင်နေပြီတိုက်စစ် okay ဟောတော့ဝေးဒီမှာမရှိအဲ့တော့ဒီမှာခေါင်းကြောင်းအများကြီးပါဘယ်မှာဟောလားကြောင်မီးကိုကြောင်လိမ်မရှုပ်ဟိုဒီဘယ်တော့မလာသေးငါ့ကိုငါးနေပါအေးမင်းရှိပါမင်းမိပါလားကြီးရမှာအေးရအဲ့တော့မလိုက်ရတော့ဒီစစ်တက်တယ်တော့ဒီစစ်ပြန်လို့ရတယ်ဘယ်ဆန်ခုမှတော့နည်းနည်းပဲရတယ်မင်းခုနထောင်းကြောတယ်နဲ့ခိုးတာလား1500နီးပါးရှိဒေါ်လာဟာကြီးငါမင်းမိပြီးကားစီပြီးတော့မိမခံနဲ့နော်မင်းဟောလောက်တာနဲ့မှပစ္စည်းခိုးရတော့ဗာတခြားမခိုးလိုက်အားတော့မလိုက်လာတော့ချာတယ်ဟဲ့ TV ရဲ့ကြီးလို့ okay TV ကြည့်လောက်တော့ဖေးတကောက်ဖွင့်ရyou know what တော့ထောင်းကြောမင်းဝှချော်စီဖွာ shit okay yeah how we kind of in the pattern how now အဲ့လိုက်ဝင်ဘောမရှိလူနေပါမီငါတို့မီးဖြတ်တာမှဟောဖြစ်တာလေငါတို့အော်တက်လို့မရဘူး shit မှန်ရိုက်ခွဲပလိုက်ဟောဘော်တဲ့ရောင်လဲရောင်ဒီမှာတွေ့တယ်ဒီကောင်ကီးကက်ကယူမယ်ကီးကက်ယူရင်တဲ့အိမ်လုံးရှောက်တော့လို့ရခိုင်ဒီကောင်ဘော်တဲ့စစ်ဆေးခေါင်းငါ့မှာအဲ့မြင်းယူကြီးထိုးမလို့အဲ့ကောင်လိုင်းဟောက်ပြောတယ်အိုးဟာလေချင်းနေအဲ့တွေ့ကီးကက်ရပြီရောဒီစီကဘယ်တော့တထားအဲ့တော့အမကွာအပေါ်မှာ limit လေးပြရတယ်ဟဲ့ဘူလိုက်တာမပြီးရောဒေါ်လာ900တော့ရတယ်တန်တယ်ဒီချိုးကနေမှာခိုးရမရှိဘူလိုက်တာကြီးဖြုတ်တာအိုး fuck holy fuck ကိုကောင်တွေ့ပါပြီရောက်ပြီအားကောင်းပါကီကက်ပါတဲ့နဲ့ဘာလို့ဖွင့်မရလဲ shit ကီကက်ကင်တာပါပစ္စည်းလေးတို့တခြားတယ်လိုက်ရပြန်လိုက်ရ easy သူညတက်တော့မဟုတ်ဘူး easy ရဟာပြရဟောကောင်ပြန်လိုက်တက်မတက်လေငါတို့တက်လို့မရကီးကက်ရထိုင်ဆိုတော့အိမ်တိုင်းဝင်အပေါ်မှာ10ရက်နေရတွေ့ခဲ့တယ်ဟိုလာနေပြီတွေ့ကောင်းမတွေ့တော်သေးရောရ easy ဟာပြကောင်းပြီအိုး shit what area I'll be like holy shit ကောင်းပြီဟာပြန် holy shit ငါ့ရိုက်တယ်ပြေးဟာရအေးငါတော့မ what the fuck ကြောင်ဦးနေပါဘယ်တော့မှမင်းချောင်းရဲ့အောက်ထားကြည့်လား fuck ဖနေလေးတော့
off the fuck ကွာအနောက်တော့ချွတ်လိုက်ဆန်းနေတာတော့ဟာကြောင်ရင်မင်း ကြောင်ရပေါ်တက်လာအောက်ထပ်EC စီဟို1000ကျော်တန်းတခုခိုးတယ်ပြီးမှဖုံး1000တန်းတွေ့တယ်ပြီးမှ legendary တဲ့ဘာလဲတော့မသိခိုးလိုက် ပြန်ဝင်လာပြီ ပြီး ဟောပေါ်တက်တော့စောင့်ရတယ်အင်းရောက်ပြီလေကြောင်ရင်ကိုလိုက်ဟုတ် ခိုးရသေးဘူးအားလုံးချိန်2မိနစ်ပဲကျန်တော့နော်တွေ့ရမြန်လေးတော့ ရှိအောင်မတဲလာတော့တာအေးအောင်ပေါ်တက်ဖာလိုက်တော့ EC ကောင်းနေမတွေ့ဘူးအပေါ်နဲ့တက်ငါမိပြီဘောလို့ဟာ နေအဲ့ရောငါဒီအဲ့လိုမာရဲပဲပြီးတော့ရပြီအောင်ကြောင်ကြီးရပြီ မင်းစီတော့ ကြောင်ရပြီဒီခူးရကြံနေတယ် ပေါ်မိုင်းအောင်ကကြောက်အိမ်ထဲမှာငါတွေ့ခဲ့တယ်ဟိုတွေ့ခဲ့တယ်ငါဒေါ်လာ2000နီးပါးရှိတဲ့ဟိုတွေ့ခဲ့တယ်ငါတော့ခိုးလိုက်โอเคမှာဒေါ်လာ900တန်းဖိုးတိုင်းဒါကိုခိုးမယ် အဲ့ကွန်ပါဆန်လိုက်ရှိပြီ 50%ပဲရှိတယ်မှာဒေါ်လာ2900ရတယ်ဒေါ်လာ2900တဲ့ကျဲရုပ်လေးလည်းရဟဲ့အောင်တိုးသေးတယ်ကွာ Don't miss out on this overpowered အော်ဒါ power item လိုပဲတာတဲ့အဲ့တော့ဒီစားလေးစား item နဲ့မှခိုးလို့ရပစ္စည်းကောင်းလည်းမရှိဘူး ဘာဖေးထားမှာခိုင်ရှိအင်းနောက်မှာငါအာ မိသွားလား အားရဲဟိုမခွန်ဆိုင်ရလို့ရှိတယ်ပေါ့နေလူ အေးအိုဖငါစီလာတာဟဲ့အောင်ဟေးပစ္စည်းကအိမ်ပြေမှာပဲရှိတော့မှာလေငါအိမ်ပြေထွက်ကြည့်အောင်လောပိတ်ထားတယ်ဟဲ့အောင်ဟေးအာငါရိုက်ခံရပြီဟာရှစ် ဘောတက်စိတ်မတည့်ရဘူးအင်းဒီအောင်အကူပဲ အိမ်ပြေမှာငါပတ်ရှာလိုက်အောင် ကြီးကြီးရှိ အေးကိုးစရာလည်းတိတ်မရှိတော့ဘူးကွာ အပေါ်တော့တက်လာကြတယ်ဗလားကော ဘလားမလား ဟိုတန်းကြီး1ကြီး a wife ဟာ တော့မရတော့ဟိုဒီနေ့မှတွေ့ ဟဲ့အချိန်မရှိတော့လဲရတော့ ပြရမှာ အေးကွာလာစင်ရ เอาอีกหน่อยงานพี่เลย come on let's go let's move it let's move it เอาใหญ่เปอร์เซ็นต์ เชียร์ไปเอาบอก တဲ့ဒီခါတော့နှစ်ယောက်ခိုးနိုင်ခဲ့ဆောနာထက်တော့များပါတယ်ဒါပေမဲ့ခိုးတဲ့ပစ္စည်းကနည်းသလားလို့တော့ငါတို့ มาတွေ့ရဘယ်ပါလား ငါရမှတ်တယ်လေပြပြီ ဒီငါတို့နှစ်ယောက်ပေါင်း တောက်လိုက်ပဲနောက် each တောက်လိုက်နောက်ထပ်ငါတို့ဒီထက်ခက်တဲ့အခန်းလေးသွားမယ်ကွာပစ္စည်းပိုရရတယ် fight gen နဲ့ဝယ်လိုက်ပြဒုတိယရင်သွားပဲအဲ့တော့အိမ်ပြင်ဘက်ကဟာရင်ခိုးမယ်အိမ်ထဲကိုရင်မဝင်နဲ့ဒီလားအိမ်ပြင်မှာ CDB တော့ရှိရကွာ CDB ကိုကြော်သွားပြီးပါရဲ့အိမ်ပြင်ဘက်ကပစ္စည်းရဘာမှမတွေ့ခဲ့ဘူးလား အားတွေ့ရ အိမ်ပေါ်တက်ပဲအိမ်ပေါ်ကနေရင်ခိုးမှာအိမ်ထဲကိုခိုးလို့မဝင်တော့အဲဒီရမောင်ကောင်ဟောဖြစ်သွားတယ်မတွေ့ဘူးဟောအတန်ကြားတော့အောက်ဆင်းသွား ခရီးဒီဘက် အဲ့ကောင်တော့ကြောဟာကီးကက်လားဘာလားအဲ့ငါစဉ်းစားလို့မရ ရင်းသားနေကပ်ပြီးတက်အိုးကြီး အေးမှန်နေရိုက်ခွဲလိုက် စိန်အောင်ဒီရောစိန်ရောက်တော့နေ့ကလည်းတယောက်တည်းအေးရော โอ้ฟู ဒီရိုက် အောက်ထက်ကိုဆင်းပြီရမင်းပစ္စည်းဆက်ခိုးတာရအများလာပဲကောရှုပ်လို့ဒီခုနကြောင်ရင်းတွေဘယ်ကတွေ့ရ ကြောင်ကြီးရနေတယ်တို့ကြီးရှိသေးတာလားကြောင်နေတော့3000ကျော်ရယ် အိမ်ထဲမှာပဲရှာ ပြီးသွားတယ် နေလို့ တော့ခွင့်လာတော့ပြီးဟာလား ငါတော့ဟောပဲလောက်တော့မယ်ကွာရှူ
လို view နဲ့ဆော့ကောင် view ကတိတ်မမြင်အောင်ဖြစ် တော်မြန်အော် ခိုးအောက်ထက်ကပစ္စည်းကခိုးလိုက်ဟာ ဟာဒီနဲ့ကြောင်ကြီးကိုရမတယ်ကြောင်ကြီးနဲ့ရှေးဒါမှမဟုတ်သူကလာနေအော် what the fuck လာပြန်တယ် အာမမီဘူးပြောက်သွားကောင်ပြောက်သွားအော်မျက်စိပြောက်သွားရင်တော့မသိတော့ဒီမော်ဒယ်ကိုထပ်တက်ပဲခါနေအခြေကရမ်းကုန်တာရမ်းမြက်တော့ပစ္စည်းမြန်နေကိုဒီတော့လောက်ခတ်ထားတဲ့ဟာတွေတော့ခက်လက်ခက်ဟိုတခါကြီးပိတ်ထားတာကဘယ်လိုမြင်อ่ะစဉ်းစားလို့မရ ပြအရှင်ရပြီးပြီးတယ် Yeah. လွတ်တယ် အော်မတွေ့တယ်တော့ Buy this item now. ဒီကောင်တကောင်လည်းရှိရတာနှစ်ကောင်တော့မလွယ်ဘူးနော်အပြီးနဲ့ကပြီးခြေတံကြားပြီးလိုက်ဖန်လိုက်ကောင်ကြောင်ရင်းကလည်းဒါအဲ့ဒီနဲ့အလုံးနဲ့အမှားထားလိုက်တယ်အော်စိန်တွေ့ပြီရခင်ဗျာ legendary အာမင်းပြောတာကခိုးနေနေမှာပစ္စည်းကချလိုက်တယ်ကွာလွတ်တာမှာ ဘာကြီးရဲ့ အဲ TV ကြီးတွေခိုးငါမှာ TV တစ်လုံးတော့ခိုးပြီးသွားတယ် TV တွေခိုးစီကောင်းမတွေ့ဘူးဖြစ်တယ်တွိုင်းနဲ့ထဲမှာလည်းငါဈေးကြီးတဲ့ idea တခုရှိရတာအဲရှောင်းအိုးဟောမိပါငါတွေ့ပါအော်ဖအော်ရှေ့15ချက်လောက်ရိုက်ပလိုက်တယ်ရောရှစ်ဟောတွေ့နေနေပဲကြတော့အေးတေးအောင် Don't miss out on this overpowered item. အိုးpower item တွေ့ရနေတယ် ရှိသခါလိုက် အေးလေးတော့မလေးပါ ထုံကြီးဖြစ်တယ်မလားတော့ပတ်ရှာလာနော်တဲ့တာဝန်ကြီးရဲ့ဝါရင်ငါ အေးအမှန်ရိုက်ခွဲတော့အတန်ပေးထားတယ် အဘောလည်းဟဲ့တော့ပို့လာတယ် ဟုတ်တာအတန်ခွဲအတန်ပေးတော့အဲ့ကောအခန့်ဒီနေ့မတော့ ဘောရှေ့ရကိုနေဟိုမများရွဖွင့်ရည်ဘာဘော လာတော့မလာသေးခါနေပါသေးရပစ္စည်းထခိုးလိုက်အောင် ဟောရှိဒီနေ့ဝါရီပွင့်ရွာ ခိုင်တိုင်းငါအချင်းကပြေးတော့မှာတို့ခိုးတာသစားနှေးနေတယ်လို့ခံစားရတယ်မရှိTV ကခိုးယူရပြီ TV နောက်ကကတ်တယ် TV ကဒီမှာအဲ့ခန်းထဲမှာ TV အကြီးတုံးကြီး80လောက်ပြည့်ရအောင်ကွာဒီတိုင်းတော့အေးလို့လားအော်ချင် Need some extra gear? I got you. ဟာပေါ်ရတဲ့ချင်တယ် ပေါ်မှာဟိုကောင်အပေါ်မှာလား ဟုတ်တယ်တက်တယ်နော်အားလည်း6ရောက်အောင်မရှိ Oh what the fuck ဟိုကောင်ထဲမှာထဲတိုးတယ်ကွာတော့ let's go 56ရာခိုင်နှုန်းပဲရလုံးတယ်ကွာတော့ပြန်မယ်ဘယ်သွားမလဲလာမထိုင်ဘာလို့ အဲ့ရ အေးထိုင်ရတော့မထိုင်မလေးထိုင်မလက်ဟာ
professional မကြောက်ဘူးဖြစ်သွားတော့ပစ္စည်းကမီးရတဲ့တော်တွေ့ရောအဲ diamond ကတော့ diamond ရှာဖို့ကလည်းခက်ခဲမယ်ထင်ကဲနောက်ခါကြမှာဒီထက်ပိုပြီး project ကြခိုးမယ်ကွာတို့ကဲ brother တို့လည်းစော့ပြီးတော့ဘယ်လောက်ထိခိုးနိုင်လဲဆိုပြခဲ့ဖို့ဗျာ100ခိုင်လို့ပြည့်ဖို့ဆိုတော်တော်ခက်မယ်ထင်တယ်4ယောက်ထိစော့လို့ရတယ်ဆိုတော့4ယောက်ပေါင်းခိုးရင်တော့ရက်လောက်တယ်ဒါပေမဲ့4ယောက်ပေါင်းလဲပစ္စည်းရရှာမလို့ဒုက္ခပဲအဲ့ဒါပါကဲ professional တော့မဟုတ်တော့ကျွန်တော်ငတက်ပြားပေါ့ဟဲ့ကဲအားလုံးပဲပိုက်ပါပါဗျာ brother တို့လည်းစော့ကြည့်လိုက်ရအောင်ကျွန်တော်ကတော့မိုက်တယ်ခဲတော်တော်မိုက်ပါတယ် okay အားလုံးပိုက်ပါပါ